မနေ့ကရောဒီနေ့ရောပြီးတော့မနှက်ပြန်အတွက်ရောကိုကဒီဇိုင်းမမတ်စူးစမ်းနေပြီပဲကိုအားမလို့အားမရဖြစ်နေတတ်ကြတာဟာဒီလိုခက်ခဲတဲ့ကာလမျိုးမှာကျွန်တော်အပါအဝင်အကုန်လုံးခံစားနေကြရပါတယ်နေ့တိုင်းလုပ်နေတဲ့ progress တွေရှိပြီပဲကိုအားမလို့အားမရဖြစ်ပြီးစိတ်မကျဉ်နဲ့နေရတယ်ကိုယ်တိုင် control လုပ်လို့မရတဲ့မသေးကြမရရတာတွေများလာတော့ဒါတွေကိုတွေးနေ anxiety တက်လာတာမျိုးတွေ financial pressure တခုတည်းကြောင့်ပဲကိုယ့်ရဲ့ survival mode နဲ့နေ့တိုင်း struggle လုပ်နေရမှမသိလုပ်နေမိတာတယ်ဒီလိုပင်ပန်းတဲ့ကြားထဲမှာခန္ဓာကိုယ်က dopamine ထုတ်ပေးခဲ့ရင်တော့မှအဲ့ dopamine ကိုအပြည့်အဝမခံစားနိုင်တဲ့ mode ထဲကိုရောက်နေတတ်ကြပါတယ်ဒီလိုအခြေအနေတွေဟာတာဝန်ကြီးမားမားယူထားရတဲ့သူတွေရီမန်းချက်ကြီးတဲ့သူတွေနဲ့ရှေ့ရေးအတွက်အများနဲ့ကြိုတင်စဉ်းစားပြင်ဆင်နေကြတဲ့သူတွေမှာအမြဲလိုဖြစ်လေဖြစ်တာရှိကြပါတယ်ကျွန်တော်ကတော့ဒီပြဿနာအတွက်ဖြေရှင်းနည်းလေးတစ်ခုလက်တလောကမှတွေ့ထားပါတယ်အခုချက်ချင်းပဲစိတ်အာရုံတွေကို reset လုပ်လိုက်နိုင်တဲ့ 3 step mental stabilizer ကိုကျွန်တော် link connection တွေကိုမျှဝေပေးချင်ပါတယ်နံပါတ်1နေ့တိုင်းကိုယ့်ရဲ့ control အောက်မှာရှိတဲ့အရာ3ခုကိုပဲ focus လုပ်ပါတယ်ဒါကတော့မသေးချာမရေရာတာတွေကြားမှာ struggle လုပ်နေရတဲ့ကိုယ့်အတွက် setting ကြီးစုံတစ်ခုကိုပြန်လည်ဖန်တီးရပါကျွန်တော်ကတော့ journaling လုပ်တယ်လမ်းလျှောက်တယ်ပြီးတော့နောက်ထပ်မဖြစ်မနေလုပ်ရမယ့်အလုပ်တစ်ခုကိုပဲအာရုံစိုက်ပြီးတော့လုပ်လိုက်ပါတယ်တခြားအောင်မတွေးဖြစ်အောင်ပါနေ့တစ်နေ့ပြီးတိုင်းမှာမိခိုးနှစ်ခုကိုပဲအဖြေထုတ်ပါတယ်ဒီနေ့ငါဘယ်အရာတွေကို survive လုပ်နိုင်ခဲ့လဲဒီနေ့ငါဘယ်အရာတွေကို stabilize ဖြစ်အောင်လုပ်နိုင်ခဲ့လဲအမြဲနောက်ထပ်သော milestones တွေကိုပဲအမြဲ chase လုပ်နေခဲ့ကြတယ်ကျွန်တော်တို့ကပြစ်စုံပံမှာရက်တည်ပြီးတော့ကို appreciate ဖြစ်ဖို့မိနေတတ်ကြတာကြောင့်ပါနံပါတ်3 social media scroll လုပ်ခြင်းကရလာတဲ့ instant entertainment တွေကတကယ်တမ်း dopamine ပေးတာမဟုတ်ပါဘူးဒါကြောင့်နေအောင်ကြည့်ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့တခြင်းတစ်ပုတ်ဒါမှမဟုတ်ရှုခင်းတစ်ပုံကဖြစ်ခန္ဓာကိုယ်ကလိုအပ်တဲ့ dopamine အဆင့်ပန်ကိုထုတ်ပေးနိုင်တာဖြစ်ပါတယ်ငွေကြေးမလုံခြုံမှုနဲ့မရေရာမှုတွေပေါင်းစပ်လိုက်တဲ့အခါကျွန်တော်တို့ရဲ့အုံနောက်က threat detection mode ထဲကိုရောက်သွားတတ်ပါတယ်ဒီလိုဖြစ်လာတဲ့အခါမှာပျော်ရွှင်မှုတွေကိုမခံစားနိုင်တော့ဘူးကိုရှောက်နေတဲ့လမ်းကြောင်းပေါ်မှာတန်တရားဝင်လာတယ်ဆုံးဖြတ်ချက်ချအောင်မကိုအယမ်းပင်ပန်းလာတယ်ငါကအသုံးမကျဘူးလို့ခံစားလာရတယ်ဒါကအားနည်းနေလို့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့အုံနောက်ကရှင်သန်ရေးအတွက်ရုန်းကန်နေရတဲ့အခြေအနေ survival mode ထဲကိုရောက်သွားလို့ဖြစ်ပါတယ်ဒီတော့ကျွန်တော်မေးပြစီဒီနေ့ပင်ပန်းနေပြီလားမျောလင်းချက်တွေကုံဆုံးနေတယ်လို့ဖြစ်နေလားဘာကိုမှမခံစားနိုင်တော့တဲ့ထုံတိုင်းနေတာလားဒါမှမဟုတ်စိုးရိမ်စိတ်တွေလွန်ကဲနေတာလားကိုရိုးသားစွာအဖြေရှာကြည့်ပါဘလို့အခြေအနေမျိုးကိုရောက်နေတယ်ဆိုတာကိုအတိအကျသိလိုက်တဲ့အခါဖြေရှင်းနေတာပိုပြီးရှင်းလင်းလာပါလိမ့်မယ်တခါတလေမှာပန်းနိုင်ကအရှိန်အဟုန်နဲ့တိုးတက်ဖို့မဟုတ်ပဲတည်ငြိမ်ဖို့သာဖြစ်ပါတယ်တည်ငြိမ်အေးချမ်းတဲ့နေ့တစ်နေ့အသေးအဖွဲလေးဖြစ်ပလေစေပြင်းမြောက်အောင်လုပ်လိုက်နိုင်တဲ့အလုပ်တစ်ခုကိုယ်စိတ်ကြိုက်ထိန်းချုပ်နိုင်တဲ့လှုပ်ဆောင်ချက်တစ်ခုအမြဲတမ်းပြီးလွှားနေဖို့မလိုပါဘူးတခါတလေမှာပြန်လည်အားဖြည့်ဖို့အတွက် reset လုပ်ဖို့လိုပါတယ်ဒါမှပိုပြီးတန်မာတဲ့အားအင်တွေနဲ့ပြန်ပြီးတော့ပြီးလွှားနိုင်မှာပါနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီစကားတွေကမိတ်ဆွေအတွက်အတိတ်ပဲရှိရဆိုရင်ဒီအကြောင်းအရာတွေကိုပွပွလင်းလင်းပြောဆိုတဲ့အလေးထားတစ်ခုကိုပြုထောင်ကြရအောင်ပါဘာလို့လဲဆိုတော့ထူးချွန်ထက်မြက်တဲ့သူတွေမှလည်းပဲအနားယူဖို့လိုအပ်လို့ပါပဲ